ဖေတဲ့မေတော့မင်းတို့မစော်ကားနဲ့ဒါအခုဒါဒီကားထဲမှာဆိုလို့ရှိရင်ထောက်ဆွဲကြော်ကျွေးရလေးကဆွဲမဲ့ပုံစံလေးဖြစ်နေရလေအဲကြောင့်ဒီနေ့ရုံမှာလာကြည့်တဲ့သူတွေကိုဒါကိုရှင်မန်းတို့ဒါစီစဉ်ပေးတာပါ production ကနေပြီးတော့အဲထောက်ဆွဲကြော်လေးဒါကျွန်တော်တို့အမှတ်တရပေးတာပါခင်ဗျာအရန်ဝမ်းသာပါတယ်ဒီကားကကျွန်တော်တစ်ခါမှမကြည့်ဘူးကိုတော်3ခေါက်လောက်ကြည့်ပြီးပြောကျွန်တော်တစ်ခါမှမကြည့်ရသေးအဲ့ဒီမှာကျွန်တော်လည်းညီမလေးတန်တိုင်းကြီးပြောနေရင်ခုန်လိုက်တာအရန်နေဖြစ်နေရွှေ30တောင်းနဲ့ကျက်သိန်းပေါင်း2000ကျေးဇူးတုံ့ပြန်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်ကျက်သိန်းပေါင်း9000နဲ့မဟာတကြံအကျိုးကျက်သိန်းပေါင်း200မဟာတကြံအချို့ promotion ကျက်သိန်းပေါင်း900စုစုပေါင်းကျက်သိန်းပေါင်း900လည်းပေးအပ်သွားအောင်ပါပဲဖြစ်ပါတယ်လာစလာတိုင်းမကုန်မချင်းပေးအပ်နေတဲ့ကျက်သိန်းပေါင်း9000ကန်ထူဖို့နိုင်ငံကျော်စိတ်အီဂရီအာမကန်စိတ်ရွှေတလာလက်ကားစိတ်တိုင်းကြီးကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်我的鸡巴风就个，他弄哪里？没有你阿婆们带着老送的嘛，送到的赔的没有的，没有你们送啊的。အရင်လဲဝမ်းသာလဲဝမ်းသာတယ်အဲလိုနည်းနည်းဝမ်းသာဝမ်းနေလေးပေါ့ဗျာအဲမူကတော့ဒါအကုန်လုံးရုပ်ရှင်အတူထိုင်ကြည့်တဲ့အချိန်မှာအဲလိုအဲခံစားချက်လေးတော့ဖြစ်ပါတယ်ဟုတ်ရှင်းပါဘောလေးပြလိုက်ပြလိုက်နော်အရင်ဟိုကြည်နိုးမိပါတယ်ဒါကျွန်တော်တို့ဒါကားကြည့်နေတော့ပေါ့နော်အဲ့လိုဝမ်းသာဝမ်းနေဖြစ်ကြတဲ့ပုံစံတွေမြင်ရတော့ဒါကျွန်တော်တို့လည်းကြိုးစားအကျိုးနှက်တာပေါ့ခင်ဗျာဟုတ်ကဲ့ဒါအခုဒါဒီကားထဲမှာဆိုလို့ရှိရင်ထောက်ဆွဲကြော်ကျွေးရလေးကဆွဲမဲ့ပုံစံလေးဖြစ်နေရလေအဲကြောင့်ဒီနေ့ရုံမှာလာကြည့်တဲ့သူတွေကိုဒါကိုရှင်မန်းတို့ဒါစီစဉ်ပေးတာပါ production ကနေပြီးတော့အဲထောက်ဆွဲကြော်လေးဒါကျွန်တော်တို့အမှတ်တရပေးတာပါခင်ဗျာလောကအမှတ်တရပါပဲဇလန်ထဲမှာလည်းခေါ်ဆွဲကြော်လေးအကြောင်းပရိသတ်တွေရဲ့လက်ကုပ်တန်းနဲ့ပရိသတ်တွေရဲ့ငိုတန်းတွေကြားခဲ့ရတော့အခုလည်းကျွန်တော်အမှတ်တရကျွေးရတော့ဝမ်းသာပါတယ်ဗျာဖေနဲ့မညံ့လို့ဖေပါစကားပြောတောင်လိုပုံလေးရဲ့မိုက်ပုံကြီးမှာကိုတကယ်သွားရိုက်တယ်ပြီးတော့အဲ့မှာအိတ်ပြောနေတဲ့ဆင်းတွေပါတယ်ဆိုလဲငါကိုတကယ်ကျွန်တော်တို့အဲ့ဆင်းတွေမှာပါခဲ့ပြီပေါ့နော်ငါကိုတကယ်လှုပ်ထားတကယ်အရန်အားထုတ်တာတယ်အရန်မိုက်တယ်ပေါ့ဗျာဟုတ်ကိုကြီးဒါဒီနေ့အဲ့ဒီရေသားထဲမှာပေါက်တယ်သူအဲ့တဲ့တရုတ်ဆောင်လေးလည်းသိစက်တယ်ဒါကျွန်တော်ရဲ့တပည့်ကျော်ကြီးပုတ်ပါပေါ့အဲ့တဲ့တော့ကြီးပါတကယ်သူကတုံကားအသိမရဘူးအဲ့လိုအဲ့ကားကြတော့ဘာဖြစ်လို့လဲမသိဘူးသူတော်တော်လေးကိုစိတ်အားထက်သန်သွားတယ်သူရမ်းရိုက်ချင်တယ်ပေါ့နော်အဲ့လိုအဲ့မှာသူဝင်ရိုက်တာပါဟုတ်အမှတ်တရပေါ့နည်းနည်းပါးပါးပေါ့လိုအပ်တာလေးဆိုလို့ရှိရင်တော့ကျွန်တော်ပြောပြပါလိုက်ခင်ဗျာအရန်ဝမ်းသာပါတယ်ဒီကားကကျွန်တော်တစ်ခါမှမကြည့်ဘူးကိုတော်3ခေါက်လောက်ကြည့်ပြီးပြောကျွန်တော်တစ်ခါမှမကြည့်ရသေးအဲ့ဒီမှာကျွန်တော်လည်းတန်တိုင်းညီမလေးတန်တိုင်းကြီးပြောနေရင်ခုန်လိုက်တာအရန်နေဖြစ်နေပြီးတော့ကြီးတဲ့အချိန်မှာကိုတရုပ်ဆောင်ထားရလို့မထင်ဘဲနဲ့ကျွန်တော်ကဇက်တွေပြောပြီးတော့လိုက်ပြီးမျက်ရည်ဝဲမိတယ်လိုက်ပြီးပြောမိတယ်ကိုထိုးတဲ့ကံကိုလက်ခုပ်တော်ပြန်တီးမိတယ်ပေါ့နော်အဲ့လိုမျိုးလေးတော့အမှတ်တရဒီရုံထဲမှာဖြစ်ခဲ့ပါတယ်ခင်ဗျာဟုတ်ရေသားပြိတ္တတွေဒါဖိတ်ခေါ်ပေးပါဦးလာမယ့်28ရက်နေ့ဆိုရင်ဒါတနိုင်ငံလုံးမှာရှိတဲ့ရုံတွေမှာရုံတင်ပြသတော့မှာပေါ့နော်အဲဒါကြောင့်လာရောက်ကြည့်ရှုဖို့အတွက်ဖိတ်ခေါ်ပါတယ်ကျေးဇူးပါဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်
ရ